ကျွန်တော်တို့ရဲ့အမှုပညာလောကမှာဆိုဖြစ်လေဖြစ်တာရှိတဲ့သဘောတရားတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်အောင်မြင်ကြော်ကြားနေတဲ့သူတွေထင်ပေါ်ပြည့်စုံနေတဲ့သူတွေကိုဆိုရင်ဂယုစိုက်တတ်ကြပါလေကော်စောနီခင်းပေးကြပါလေလက်ခုပ်တံကြီးရှင်းမြင်ပေးကြပါအနုပညာလောကမှာအချိန်ကြာလာလို့အကြဘက်ကိုရောက်လာတဲ့အနုပညာသမားစစ်တွေအတွက်ဆိုရင်အနုပညာလောကထဲမှာတော့မှနေရာမရကြပါဘူးနေရာမပေးကြပါဘူးတန်ဖိုးအထားမခံရပါဘူးဒီအကြောင်းတွေကိုကိုယ်တိုင်ကြုံခဲ့ရတဲ့ကိုယ်တိုင်ခံစားခဲ့ရတဲ့ကျွန်တော်မှအကယ်ဒမီခင်ဆိုးပိုင်ကပြောပြပါလိမ့်မယ်ပေးသက်တွေက behind the scene ပိတ်ကားရဲ့နောက်ွယ်စိတ်ဝင်စားတတ်ကြပါဒါပေမဲ့ပိတ်ကားရဲ့နောက်ွယ်မှာပေးသက်တွေရဲ့နောက်ွယ်မှာမျက်ရည်ကျိတ်ကျနေရတဲ့အနုပညာသမားအဟောင်းကြီးတွေအနုပညာသမားအိုကြီးတွေစွန့်ပယ်ခံထားရတဲ့အနုပညာသမားတွေအများကြီးရှိပါတယ်အဲ့ဒီအများကြီးကိုကိုစားပြုပြီးကျွန်တော်အမကသူခံစားခဲ့ရတာလေးတွေပြောပြပါမယ်အမအကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီးတော့ခရီးသွားခဲ့ရတဲ့အချိန်မှာရယ်နေပြီးတော့မှနေခဲ့ရတဲ့အချိန်မှာရယ်အမကြုံခဲ့ရတာလေးတွေကိုပိတ်သက်ရယ်အစည်းအဝေးလူကြီးတွေရယ်ပြန်ကြားရေးကတာဝန်ရှိတဲ့လူကြီးတွေသိအောင်အမရေပွင့်စကားတန်ပြီးပြောပြပြီးတော့အားလုံးမင်္ဂလာပါအမဒီကိစ္စကိုပေါ့နော်အကယ်ဒမီပေးပွဲပြန်လာတဲ့ဟိုလေရှင်းရနေတယ်ကအမရင်ဖွင့်နေတာပေါ့နော်ဒါပေမဲ့အကုန်လုံးအကယ်ဒမီရင်ကုန်တန်းဆိုပြီးတော့အသီးသီးတွေအဲ့လိုပေါ့ line ပေါ်မှာလေးရှိနေကြတယ်ထွက်နေကြတာပေါ့နော်အင်တာဗျူးတွေအများကြီးအဲ့လိုပုံမှာအမကဂျားဝင်လဲတဲ့ခါကျရင်အမကိုပွဲရှာရဲဆိုပြီးတော့အဲ့လိုထဲမှာကျလို့အမရင်ထဲမှာမြူသေးပြီးအမနေခဲ့တာအကြမ်းမှလည်းအဲ့လိုမပြောအဲ့တော့အမစဉ်းစားအမရင်ပွင့်နေတာအမဖွာငါမဝအဖအကိုရမယ်အမတိမလို့ဖြစ်နေတဲ့ခြေတော်လည်းငါမပဲအမကိုကေခဲ့တာဒါပေမဲ့အမအခုဟာအမရှိရမခံစားတာအမရှိဖွင့်နေတာပါအမကိုအကယ်ဒမီခင်ဆိုးပိုင်ဆိုပြီးတီးခဲ့တဲ့ပေးသက်ကိုအခုချိန်မှာအကယ်ဒမီခင်ဆိုးပိုင်ဘယ်လိုတွေခံစားခဲ့ရတယ်ဆိုတာကိုမသိတဲ့ပေးသက်ကိုအတွက်အမစိတ်လေးထိပြီးတော့ပြည့်ပြည့်စုံစုံလေးပြောပြဖို့လို့ပြောပြမယ်အမဒီနေ့မှမဟုတ်ပါဘူးအမကိုစုံဝိုင်းဥက္ကဋ္ဌဖြစ်တဲ့နှစ်ကလည်းအဲ့လိုပဲအမတခါခံစားဖို့ရတယ်အဲ့တော့အကယ်ဒမီလက်မှတ်သွားယူတော့အမနာမည်မရှိဘူးဟုတ်နာမည်မရှိတော့အောင်ဆုံးချက်လက်ကြတဲ့အကြောင်းအမရဲ့မိကတ်တပါသွားယူတာမနော်ဟုတ်သူကပဲအမြင်နဲ့ကိုစားတော့သွားယူပေးတာပေါ့ဟုတ်သွားယူပေးတော့ဟိုရောက်တော့အမနာမည်ကိုရှာလို့မတွေ့ဘူးအဲ့တော့ရှာလို့မတွေ့တဲ့ခါကျတော့သူကဘာဖြစ်လို့ရှာလို့မတွေ့တာလဲတဲ့နေဟုတ်တဲ့အဲ့ဒါလို့ရှိရင်လည်းနောက်နေ့မှလာခဲ့ဆိုနောက်နေ့တရက်ချိန်လိုက်တယ်ချိန်လိုက်တဲ့အခါကျမှအခုပေါ့နော်ဟိုအခုဒီနေ့မှာဖြစ်နေတယ်လို့ပေါ့ဆောက်လာတင်ကြရတယ်လေတချို့တွေပေါ့နော်ဆောက်လာတင်ပြီးမှပြန်ပြီးတော့ရကြတဲ့လူတွေအများကြီးပါရုပ်ရှင်တေးဥဆောင်တွေထဲမှာတော်တော်များများရှိကြပါတယ်ဒါပေမဲ့အဲ့တုန်းကတော့အမကဆောက်လာတော့မတင်လိုက်ရဘူးဒါပေမဲ့နောက်နေ့ကျမှသွားပြီးတော့ယူတဲ့ခါကျတော့ရလာတော့ तू ကလက်မှတ်ထိုးခဲ့တာအဲ့ဟိုအမရဲ့မိတ်ကပ်သမားသူစိတ်မကောင်းမှကြောက်တော့အမကမပြောဘူးပေါ့နော် तू ကအဲ့ဒါသူ့ရှိမှရနေတယ်ပဲအမအောင်တယ်သူတက်လေးသွားပြီးတော့ယူပြီးတော့ပြန်လာပြီးအကယ်ဒမီနဲ့သွားတဲ့ခါကျတော့အမတို့ကနေရာတော်မှားတယ်ဘယ်နေရာမှမသိဘူးလေအဲ့တော့ဗာလေသူ့မနာအားကစားခွင့်ရနေပြီးတော့ဒီဘက်ကိုပြောင်းလာတယ်ပြောင်းရွှေ့ရှိအောင်အဲ့တော့သွားတဲ့ခါကျတော့တော့ကျတော့ तू ကပြောပြတယ်အမစိတ်မကောင်းမှကြောက်လို့ပြောတာတဲ့ဒီမှာတဲ့လိပ်စာကို तू ပြောတော့အော်ငါတို့ကမသိသူ့မနာအောင်လို့သူ့မနာသွားတာလေနင်ကမပြောဘူးလို့ဆိုတော့ तू ကအမစိတ်မကောင်းမှကြောက်တို့တဲ့အမကိုဒီလက်မှတ်တော့ဝင်ပေးတာတဲ့အဲ့ဒါအမတဲ့နောက်တိုးစင်းမှာပါတာတဲ့လက်မှတ်တီးပေးတာမှာအမနာမည်မပါဘူးလို့ဟဲဘာဖြစ်လို့ကောင်နောက်တိုးစင်းလဲလို့အရင်တော့သူလို့ရှိရင်အကယ်ဒမီပေးပွဲဆိုလို့ရှိရင်လက်မှတ်ဆိုလို့ရှိရင်မတို့ဟိုတုန်းကပေါ့နော်ငါမောင်လေးကြုံမှာပါအိမ်နိုင်ငံရောက်လိုက်ပြီးပေးကြတာအခုသူလို့ရှိရင်ဟိုကိုတိုင်သွားပြီးတော့ယူတဲ့စနစ်ဖြစ်သွားတယ်ဒါလည်းထားလိုက်ပါတော့ကိုတိုင်ယူလို့ရလာရင်တော့တမျိုးပေါ့အခုမရလာပဲနဲ့နောက်နေ့ချိန်ပြီးတော့သွားတယ်တော့လက်မှတ်မသူကထိုးခဲ့တာနောက်တိုးလို့ဆိုတော့ဟာအဲ့လိုမျိုးတွေသူပြောတော့အဲ့နှစ်တည်းကအမစိတ်မကောင်း
စိတ်မကောင်းလည်းမကောင်းအဲ့ကန်မီပေးဝဲပြီးတော့နောက်ကြတော့နော်နေကြတော့ကြောက်2ရက်3ရက်တော့ကြာတော့ကြောက်အမလည်းရင်ထဲမှာမကောင်းတာနဲ့မခံစားနိုင်တာနဲ့အမလိုင်းပေါ်မှာမီဒီယာကြီးနဲ့ဆိုင်မှာစကားပြောပြတာပေါ့သူတို့ကြောင်းမဲ့ဆိုတာအဲ့တစ်နှစ်ကပြီးသွားပေါ့အဲ့နှစ်ပြီးတော့နောက်နှစ်ကျတော့အင်းမြတ်သူအမတက်ပြီးတော့စုပေးရတယ်ဟုတ်ကဲ့အဲ့နှစ်ကပြီးတော့အခုကြံခဲ့တဲ့နှစ်ပေါ့အခုဒီနှစ်မဟုတ်ဘူးနော်ကြံခဲ့တဲ့နှစ်ကဆိုလဲအဲ့လိုပဲသူတို့ကကားတွေထိုးပေးတယ်ကွာကားတွေကိုတက်ကဆန်ကွင်းရဲ့ရှေ့မှာကားတွေထိုးပေးတဲ့ခါဆိုတော့အဲ့ကားမှာကားတွေက6စီးလောက်ရှိတယ်အဲ့တော့မကဘယ်ကားတက်ရမှာလဲလို့မေးတဲ့ခါကျတော့ဒီကားတက်တယ်ဆိုတော့အမအဲ့ဒီကားကိုတက်လိုက်တာပေါ့တက်လက်ကောထိုင်ပြီးနေရာတွေပါထိုင်ပြီးပစ္စည်းတွေပါချပြီးပါပြီမက္ကစပိုင်းနဲ့ဒီနေရာမက္ကစပိုင်းနေရာမဟုတ်ဘူးတဲ့စင်းတဲ့ဆိုတော့ဟဲ့ဘယ်လိုဆင်းရမှာလို့ဒီကငါတက်ရမယ်ကားမဟုတ်ဘူးလားမဟုတ်ဘူးတဲ့နောက်ကားတဲ့ဆိုဒါဆိုဟဲ့ပစ္စည်းတွေမပေးကြမှာမဟုတ်ဆိုတော့မပြီးတော့သူတို့ကိုနဲ့ပါလာတဲ့အဖေါ်ပါတော့မပြီးတော့အဲ့နောက်ကားကိုတွားလိုက်တယ်နောက်ကားရတော့လည်းမဟုတ်ဘူးတဲ့ဆိုတော့နည်းနည်းလေးတော့စိတ်ရနည်းနည်းတော့ခိုင်မြင်လာတယ်ကွာသိတယ်မဒါပေမဲ့လူအများနဲ့သွားတာပဲလေလို့ဒီကကိုကနားလိုက်ပေးပါတယ်မိုင်းလည်းမပေါ့လေဆိုတော့နောက်ဆုံးလည်းကြတဲ့ကြောင်အဲ့ဒုတိယမှာလည်းမဟုတ်ဘူးတဲ့ဆိုတော့အဲ့တော့နောက်ဆုံးစီးကအဲ့မှာဟိုနေရှိတယ်ဥမြန်တို့ကားပေါ့နော်အဲ့ကားပေါ့အမကိုတက်ခိုင်းလိုက်တယ်အဲ့ဟိုနေမှာလည်းမီနီဘတ်လေးလားမသိဘူးဟိုအဲ့ကားအသေးလေးပေါ့အမကိုတင်ပြီးတော့အမထိုင်အဲ့ထက်မှတုပ်ဆောင်ကဥမြန်နဲ့အမလည်း2ယောက်ပဲပါတယ်ကျန်တဲ့လူကဒီရုပ်ရှင်စင်းကပေါ့နော်ဟိုအသက်ကြီးတဲ့လူပေါ့သူတို့ပါကြတယ်အဲ့တော့နောက်တော့အဲ့ဒီချိန်မှာမှတ်မိရလာပြောတယ်တဲ့ကစပါလေးနဲ့ဟိုဘက်ကားစီးရတဲ့တက်ခဲ့ပါလားတဲ့အဲ့ကိုလာခဲ့ပါလားမလာဘူးလို့ပြောလိုက်တယ်ဒီဟာနဲ့ဆိုလို့ရှိရင်လို့၄ကလောက်လည်းမစီးနိုင်ဘူးလို့ကျမပြောပါမယ်ငကိုတွေကလို့ကားတွေကိုတတ်မှတ်ထားလေလို့ဒီကားမှာဒီလူဆိုဒီလူစင်းကိုရေးထားလိုက်ဘသူမှလည်းလိုက်မေးစရာမလိုဘူးလို့ဒါငါပါတယ်ဒါငါကားပဲဆိုတက်လို့ရတယ်အခုစားမေးလိုက်ချင်းဒီကားစင်းနောက်ကားဒါကျမ3ကားမြောက်လို့ကျမဒီတက်လည်းအဆက်မကွဲခံနိုင်တော့ဘူးလို့အဲ့လိုပြောအကုန်လုံးကလည်းတောင်းမှမှာလည်းပါညာဆိုတော့အဲ့လိုကြံခဲ့တဲ့နှစ်ကနေခဲ့တယ်ဒါပေမဲ့ကြံခဲ့တဲ့ကအမအေးစင်းနဲ့အမဖြတ်တန်းခဲ့တယ်ခုဒီနေ့မှာကြုံခဲ့ရတာကြတော့ဘယ်လောက်ထိဆိုးဆိုးဝါးကြုံခဲ့ရလို့အမထိထိကြိုက်ခံစားရတယ်ရန်ခံစားအမရထားနဲ့သွားမယ်ဆိုတော့ပျော်တာပေါ့နော်လုံခဲ့တဲ့ပေါင်း20ကျော်လောက်ကရထားကြီးနဲ့ကားရိုက်ခဲ့ကြတယ်အမနဲ့မမိုးနဲ့ဥဆောင်တဲ့ဘလုံးအဖွဲ့ဆိုလို့ရှိရင်အမတို့ကရထားကြီးနဲ့သွားခဲ့ကြရတယ်ပျော်စရာကြီးလေတို့ကအဲ့တော့ရထားစီးရမယ်ဆိုတော့ကိုလုတ်ဖို့ကမန်းနဲ့သွားမယ်ဆိုပျော်တယ်ပေါ့ဒါပေမဲ့တကယ်ချင်းနဲ့ကားဒီနေပြီးတော့သွားမယ်ဆိုတော့အမမလိုက်သွားဘူးရထားနဲ့ပဲသွားမယ်လို့အခုမှပြန်ပြီးစီးရတာဆိုတော့ကိုကအဲ့လိုမျိုးနဲ့သားကိုလိုက်ပို့ခိုင်းတယ်တခါတော့ပူဓာကြီးရောက်တဲ့အခါကျတော့ကိုနဲ့ပတ်သက်တဲ့တန်းပေါ့နော်ကိုတန်းကလူပေါ့ကိုတဲ့ရွယ် level တန်းနေပေါ့အဲ့ဒါကြီးကြောက်မှမတွေ့ဘူးတွေ့တာဘသူတွေ့တာအန်တီတူကြီးငါတို့ကြီးထိုင်နေတယ်နောက်တော့ဟိုဦးဝင်းမြိုင်အောင်တူနောက်တော့ရဲမော်နော်အမအဲ့ဒါလည်းတွေ့တော့ကိုလူတွေနီးလို့ရှင်တော့လာကြမှာပဲပေါ့အောင်မိလားနေပေါ့နဲ့မလာကြဘူးမရထားဆိုင်ပြီးတက်ဆိုတော့အမောက်တက်ပါတော့ဘယ်အတွက်တက်ရမှာလဲဆိုတော့မေးလိုက်တဲ့ခါကျတော့ဒီအတွဲတက်ကိုတက်ဆိုတော့အမအတွဲတက်ကိုတက်တာပေါ့တက်ပြီးတော့တန်ငယ်နဲ့ကလိုပဲပေါ့နော်နေရာပဲယူပြီးထိုင်းခေစုံးမရဒီအတွဲမဟုတ်ဘူးလေတဲ့လာပြီးပြောကြတယ်အဲ့စီယုံကလာပြောကြတယ်ဟာဒါဆိုရင်ကျမဘယ်နေရာလဲလို့ဆိုတော့အဲ့ဆိုရှင်လည်းတို့ဆင်းနဲ့ကြည့်လိုက်မှတော့ဆင်းကြည့်တော့နှစ်တွဲကိုပို့လိုက်တယ်တက်ကတော့နှစ်တွဲကိုနှစ်တွဲမှာလည်းအမနာမည်မပါမပါတဲ့ခါကျတော့အမလေးစိတ်ရမ်းကိုလေပျော်ရမယ့်ဟာလေးကိုလေအတိတ်တုန်းကပျော်ခဲ့တဲ့ဟာလေးကိုပြန်ပြီးစဉ်းစားပြီးပျော်ကျင်တာလေနော်ကိုလူဟောင်းလေးတွေပါလို့ရှိရင်အဲ့ပေါ်မှာပေါ့ငါတို့တွေစားကြမယ်တောက်ကြမယ်စကားတွေကိုတော့ရှင်းအောင်တော့ပြည်ပြောမယ်ဆိုတဲ့ဟိုနေအတွေးလေးနဲ့အမလာခဲ့တာတွေကအမအတွေးတွေကဘယ်ကိုရောက်သွားမှမသိတော့ဒေါသစိတ်တွေဖြစ်လာအဲ့တော့ပြောတယ်ကျမကဘယ်မှာနေရမှာလဲကျမနာမည်စင်မရှိဘူးလားလို့ပြောလိုက်တယ်ပြောလိုက်တဲ့ခါကျတော့သူတို့ဘာမှမပြောဘူးအဲ့မှခုနရဲမောကဲမတဲ့ထိုင်နဲ့အမဒီမှာပဲနေတဲ့ကျွန်တော်တို့ကစီးအောင်ကျွန်တော်တို့လှုပ်လိုက်မယ်တဲ့ဆိုတော့အဲ့ဒါလည်းပြီးရောပေါ့ဆိုတော့အမတို့နေလိုက်တယ်နေပြီးတော့အဲ့မှာပဲအဲ့တွဲမှာပဲအမစီးခဲ့တာပေါ့တွဲနှစ်မှာစီးခဲ့တယ်စီးခဲ့ပြီးတော့နေပြီးတော့ရောက်တယ်အမတို့တဲမဲ့အဲ့ဒါကိုပို့တဲ့အခါကျတော့အဲ့ဒါမှလည်းဒီလိုပဲအခန်းကြီးအတီးတီးတွေရောက်သွားတယ်အမအတွက်အခန်းကခန်းမရဘူးတခါကြီးကတော့ပိတ်ထားတော့အ
အမနဲ့အမအဖော်ဒီမလေးနဲ့ဘာမှလည်းပစ္စည်းတယ်တော့ဟိုနေ့ကစီယုံကလူတွေကခဏနေဦးလဲဆိုတော့သူတို့တွေအခန်းတွေတီးတီးရကိုရီးယားအပြင်မှာထွက်ဆောင်တော့ငါခါဘာမှလဲဆိုတဲ့ဟာလေနောက်တော့နောက်မှမတည့်ရရောက်လာပြီးတော့မပိုင်နဲ့အဲ့ခန်းကိုနေလိုက်တယ်ဆိုတော့ရဲမောင်ကတော့တောင်းပြီးတော့အမှန်နေရတယ်ဒါပြီးသွားပြီထားလိုက်အဲ့ဒါနဲ့အမအဲ့ဒါနဲ့ရေမိုးချိုးမိတ်ကပ်လိမ့်မှုရှိတာဟုတ်မိတ်ကပ်လိမ့်မယ်ဆိုတော့ဟိုမိတ်ကပ်ကဟိုကိုဘိတ်လေကိုဘိတ်ကမိတ်ကပ်လိမ့်မှာဆိုတော့သူ့ရှိဘူးသူ့ကော့တယ်ဟိုမှာသွားမှာဟုတ်တော့တငယ်ချင်းတယောက်ကအမကိုလှမ်းပြီးပုံစံတယ်ပိုင်းနေပဲအောင်အဲ့ဒီလိုကြောင်းမဲလို့ဆိုတော့ဟာလာတဲ့ဒါဆိုငါပါကူညီသမ်းမှာရဲ့လို့ငါလို့အဲ့ကိုသွားချင်လို့မိတ်ကပ်သွားပြီးတော့လိမ့်မှုအတွက်ကိုလို့လာပါလို့ဆိုတော့သူ့အမကူညီတောင်းလိုက်တော့သူ့ကားနဲ့ရောက်လာပြီးတော့အမအဲ့မှာသူတို့တွေကလက်မှတ်တွေထပ်ပြီးတော့သူတို့ကဟိုနေယူရတယ်တစိမ့်တွေဆိုတာမသိယူရတော့ကွာယူတော့အဲ့တစိမ့်ရှိတဲ့နေရာအမသွားတာပေါ့သွားတဲ့ခါကျတော့အဲ့တစိမ့်ရှိတဲ့နေရာရောက်လဲရောက်ပေါ့အမအဲ့မှာတခါအဲ့လိုဖြစ်ပြန်အဲ့တစိမ့်ပေးတဲ့နေရာအမနာမည်မပါဘူးအမနာမည်မပါဘူးအဲ့တော့အမတောင်းလာပေါ့ကျမနာမည်ကဘယ်ရောက်နေလို့လဲလို့ဆိုတော့ဒီမှာလည်းမပါဘူးဆိုနောက်တိုးစင်းမှာပေါ့ငါမဟုတ်သိလားမလားအဲ့ဒါနဲ့လေကိုလည်းဘာမှမပြောတော့ပါဘူးဟဟလားလို့ဆိုတော့လက်မှတ်ထိုးပေးခဲ့လိုက်တယ်နောက်တိုးဆိုတာအမတယောက်တည်းသူကမပါဘူးအဲ့နဲ့အမအားလေးကတ်ပြီးယူတာခင်စိုးပိုင်ကနောက်တိုးဆိုပြီးတော့လက်မှတ်ထိုးခဲ့ရတယ်အဲ့လိုမျိုးထိုးခဲ့ရတော့အမပြန်လာတယ်ဟိုနေမိတ်ကပ်စီကိုသွားတဲ့ခါမှာမိတ်ကပ်မှာလည်းသွားတဲ့ညမှာလည်းအခက်အခဲတွေဖြစ်တယ်ပေါ့ဒါမှလည်းအခက်အခဲတွေဖြစ်တော့အဲ့ဒါတွေကပြောတော့ပါဘူးဒါလူမှုရေးလေးပါတော့တယ်အဲ့နဲ့မိတ်ကပ်လိမ့်ပြီးတော့အမမိတ်ကပ်လိမ့်တဲ့အချိန်မှာ4 နာရီကျော်လောက်ရှိပါမယ်ကိုဘေးကစောင့်နေကြပါတယ်အမမိတ်ကပ်လိမ့်ပြီးဖို့အတွက်ကိုဘေးကစောင့်တယ်သူ့ရဲ့မိတ်ကပ်မိုင်းနဲ့စောင့်အကောင်လုံးပြီးသွားကြပြီအကောင်လုံးသွားဖို့အမတယောက်တည်းဟောတယ်မှာကိုဘေးနဲ့ကိုဘေးကလည်းအမကိုစောင့်ပြီးတော့သူလိမ့်ပြီးရှာအဲ့နဲ့သွားတော့ကြပြပြအဲ့နဲ့ကူညီကြပါဦးသွားဟိုသွားဖို့အတွက်ကိုအမကားမရှိပြန်ဟိုကလိုက်ဖို့တာပဲရှိတယ်မရှိဘူးကိုဘေးကိုလည်းအကူညီမတောင်းချင်တာနဲ့အဲ့နဲ့ဟိုဒီကျိုးရှင်တွေကတယောက်ကိုပဲအမအကူကြီးတောင်းလိုက်တော့သွားလာခေါ်စားလာခေါ်သွားဟိုအဲ့လိုပေါ့နော်သွားတော့အမထိုင်နေထိုင်ကုန်ကဒီပထမဒုတိယတတိယဒန်းတော့ဖြစ်တယ်ဒါပေမဲ့ဟိုးဘက်အစုံဆုံးအမတယောက်တယ်အမတယောက်တယ်အမဘေးနားမှာဘေးကမင်းကလေးလည်းမသိဘူးအမနဲ့မသိတဲ့လူတွေပဲဒါပေမဲ့ဟို9ခု10ခုကျော်လို့ရှိရင်တော့ဟိုနေလို့ရှိတယ်ခေစားကြီးကျော်အဲ့ဒါပဲရှိတယ်အဲ့ဒါပဲရှိတယ်အမနံပါတ်ဘယ်သူမှမရှိဘူးလူစိမ့်နေပဲဒါမှပတ်ထိုင်ပါတယ်ဘာမှမဖြစ်ဘူးအမနေပေးလိုက်တယ်ဒါပေမဲ့စိတ်ထဲမှာတော့ရန်ဝမ်းနေတယ်တိလားတကယ်အရန်ဝမ်းနေဘယ်ချက်ကအဓိကဝမ်းနေစေတာနေရာရတော့လဲကြောင်ထဲမှာနောက်ပြီးတော့လဲအဲ့လိုပေါ့နော်နောက်တိုးစီးရင်ဆိုတဲ့ထဲမှာအမပါတာအမစိတ်မကောင်းဘူးလေနောက်တိုးဆိုတာအမအတွက်ကနှစ်ခါရှိသွားပြီနှစ်ခါရှိတော့အကယ်ဒမီခင်ဆိုးပိုင်အတွက်အဲ့ဒါအကယ်ဒမီပေးခွင့်သွားဖို့လူစင်းမှာနောက်တိုးဖြစ်တယ်အဲ့လိုဟာမျိုးတော့နှစ်ခါရှိသွားပြီပေါ့နော်တစ်ခါတော့ကလည်းအမအဲ့လိုမျိုးဖြစ်ခဲ့ပူပါတယ်ဒီတစ်ခါကတော့တော်တော်ဆူဆူဝါးဝါပါအဲ့ဒါနဲ့ကိစ္စတွေအမဒီအမကိုဒီပြင်ဆင်ပေးတဲ့ဒီဟိုနေပေါ့ကလေးလေးဆိုလို့ရှိရင်သူ့ရဲ့ဒီဒီဇိုင်းတွေဘာတွေကိုအကုန်လုံးသူကအဲ့လိုမျိုးပေါ့နော်တပ်ပုံလေးရိုက်သူစူရကျင်တာပေါ့တောင်းပါမယ်အမလေးသူ့လည်းတောင်းပါပါတယ်သိလားဟိုဘာဖြစ်လို့လဲဆိုတော့လေအမစိတ်တွေကဘယ်လိုတွေဖြစ်နေမှမသိဘူးအဲ့ရှိမှလည်းသွားပြီးဓာတ်ပုံလည်းမရိုက်နိုင်ဘူးအမမှချွေးသေးချွေးပြတယ်နောက်တော့အမအဲ့ကလေးပွဲကိုရောက်တဲ့အချိန်ကြတော့လေလူတွေကအကုန်လုံးဝင်သွားပြီးတဲ့အချိန်မှာအမကိုလိုက်ပြီးမောင်းဖို့တဲ့ကောင်လေးကအပြင်မှာရက်ထားတော့အမကုန်းလောက်လျှောက်ပါလားအဲ့ကျဒီခမ်းမရှိကိုမရောက်ပဲနဲ့ဟိုးအနောက်ကတော့တကူလုံးနဲ့ဇောကျွေးတွေနဲ့အဲ့လိုမျိုးတွေအမဖြစ်နေတဲ့ခါကျတော့အမအဲ့တဲကိုအမဝင်သွားတယ်ကောကိုသွားတယ်ထိုင်ကိုလိုက်ချတော့လေအမထိုင်ကုန်နေရမှာတခြားတယောက်ကဒါကျွန်တော်ခုံနဲ့မဟုတ်သားလို့အန်ပိုင်ဒီမှာလို့အန်ပိုင်ဒီမှာလို့ဟိုအန်ပိုင်ခုံကဒါလေးပါလို့သူ့ပြတဲ့ခါကျတော့မဟုတ်ဘူးလေပါညာအမလူတယောက်ကရောက်လာပြီးတော့ဆွဲခေါ်သွားအဲ့တော့ဆွဲခေါ်တော့အမထိုင်ရတာပေါ့အမရဲ့ဟိုဘက်မှာဆိုလို့ရှိရင်3 ယောက်ပဲရှိတယ်အမအစုံဆုံး3 ယောက်ပဲရှိတယ်ဒီဟိုနေ toilet တို့ဘာလို့သွားတဲ့ဘက်ပေါ့နော်အဲ့ဘက်မှာတယောက်ပဲရှိတယ်သူတို့တွေကတော့ခင်ဗျာဒါအမနေခဲ့တယ်အပြုံးမပြတ်ပါဘူးငါရဲ့လူဖို့ကံမဲ့တွေနဲ့ငါတွေ့ရတာလေငါလက်ခုပ်တီးအားပေးဖို့အတွက်ငါလာခဲ့တာလေဆိုတဲ့စိတ်ကလေးနဲ့တင်အမတက်ခဲ့ပါတယ်
ပြန်တဲ့အခါကျတော့အမတို့ဒီယထာကြီးပေါ်ရောက်တော့အရင်နေရာတွေပဲနော်အရင်နေရာတွေပဲနော်တဲ့အဲအော်တဲ့လူကအော်တော့ဟုတ်တယ်အရင်နေရာပဲဆိုအရင်နေရာလေးပဲအမထိုင်တာပေါ့ထိုင်တော့အဲ့အချိန်မှာတွဲကအစားအတော့တွေရောင်းတဲ့ကလေးတွေကဝန်ထမ်းတွေပေါ့နော်သူကလှဲလေးနဲ့လာပြီးတော့ကို့ကြည့်ပြီးတော့လာတော့ကလည်းတဲ့အန်တီကစိုးပိုင်ဒီနေရာပဲနော်တဲ့ပြန်တော့လဲဒီနေရာပဲတဲ့ဟိုသားတို့ကတဲ့စိတ်မကောင်းဖြစ်နေတာတဲ့ဘာဖြစ်လို့တဲ့ဟိုဗာလဲဟိုအဘတွဲကိုမရောက်တာလဲပေါ့ဆိုတော့ဟဲ့အဲ့ဒါကိုကလည်းမသိလို့မင်းအဲ့မှာအဘတွဲရှိလို့လားသားရဲ့လို့ဆိုတော့ဟာရှိတာဗောတဲ့ဟဲ့ဟာလားလို့ဟဲ့အဲ့ဒါမသိဘူးလို့ဆိုပြီးတော့ဒါဘာနာပြပါလားအမတော့အမကိုလည်းမအောင်အမနောက်မှာလက်ခဲ့တယ်အမညမတော်မုံကလေးကစိတ်ထဲသူမကောင်းတော့သူထပြီးတော့ဓာတ်ပုတ်လိုပဲတွားရတယ်အဲ့တွဲမှာဟိုလူကောင်းလဲလူပညာရှင်တွေပေါ့နော်ဒါပေမဲ့အမတို့တန်းနေတဲမှာဆိုရင်အန်တီတူတယောက်ပဲတွေ့ရဲ့တဲ့တဲ့ရွယ်ရောက်ဝါရရှိတဲ့လူတွေရှိမနေဘူးရှိနေပဲနော်ဒါပေမဲ့ဟိုအဲ့ဒါတွေတော့အမအပြစ်မပြောပါဘူးသူတို့တွေကတော့ဒီလူကြီးတွေပေးတဲ့ဟာသူတို့ထိုင်ရတာလေသူတို့လူကြီးထိုင်လို့ရတာမှမဟုတ်တာဟုတ်တယ်မလားဒါပေမဲ့အမခလေးလေးကပြောอ่ะအန်ဒီရတယ်ဒီမှာထိုင်နေတော့တဲ့ဟိုမှာထိုင်ရမှာလေတဲ့သူတို့ပြောမှာကိုယ့်ကိုပို့ဆက်လာသိလား तू မပြောဘဲနဲ့ तू အေးစိနေတော့အမဆက်မှာမဟုတ်ဘူး तू ပြောမှပို့ဆက်လာတယ်အဲ့နဲ့ပဲအဲဒီကယ်ဘီပေးပွဲကိုသွားခဲ့ရတာပေါ့နော်ဘောကအဲ့လိုဖြစ်နေတယ်ကိုရောက်နေတဲ့နေရာကို तू မပြောခင်တော့ကိုယ့်ကိုတတိမထားမိဟိုအမပြောပြတာလေးတွေကိုနားထောင်ကြည့်ပြိသက်အနေနဲ့လည်းတည်တင်တာလေးတွေသိမှာပါကျွန်တော်အနေနဲ့ကတော့အစည်းအရုံးမှာရှိတဲ့လူကြီးတွေကိုအကြံပြုနေတာကကျွန်တော်တကူရီတကာရဆိုရင်တော့ကျွန်တော်အကယ်ဒမီလည်းစိတ်ဝင်စားဘူးစုတွေတစိမ့်တွေလည်းစိတ်ဝင်စားပါဘူးပွဲလန်းသပင်ကိုလည်းကျွန်တော်စိတ်ဝင်စားပါဘူးကင်းအောင်နေပါတယ်ရှင်းအောင်နေပါတယ်သို့တော့အနုပညာလောကထဲမှာရှိနေတဲ့အနုပညာသမားတွေကြတော့ကျွန်တော်လိုမဟုတ်ကြပါဘူးသူတို့လုပ်ဖို့ကိုင်ဘက်တွေနဲ့တွေ့ကျင်တယ်ပွဲလန်းသပင်တွေတက်ချင်တယ်သူတို့ရဲ့အတိတ်တွေကိုသူတို့ရဲ့လုပ်ဖို့ကိုင်ဘက်တွေနဲ့စကားပြောပြီးတော့ပြန်သွားခြင်းရတယ်ပွဲလန်းသပင်ဆိုတာလည်းအင်မတန်ရှားပါတယ်အနုပညာလောကမှာအကယ်ဒမီပေးပွဲဆိုတာကလည်းတစ်နှစ်မှာတစ်ချိန်ပဲလုပ်တဲ့ပွဲဆိုတော့လုပ်ဖို့ကိုင်ဘက်တွေပြန်ဆုံကြမယ်တင်းအောင်တင်းနေလေးနေကြစားကြမယ်တက်ခက်လေးသွားကြလာကြမယ်တန်ဖိုးအထားခံရတဲ့ပုံသဏ္ဍာန်လေးနဲ့သူတို့ဒီနေကျင်ကြပါတယ်အကယ်ဒမီခင်စိုးပိုင်ကဲ့သို့ပါပဲအနုပညာသမားတော်တော်များများအသက်ကြီးသွားကြပေမဲ့တစ်ချိန်တော့သူတို့တွေကလည်းရွှေတီးဆောင်ခဲ့ကြတဲ့သူတွေပါပေးတဲ့ရဲ့လက်ခုပ်တံအားပေးမှုကိုရခဲ့ကြတဲ့သူတွေပါပဲဒီချိန်မှာအရွယ်ရောက်လာကြပြီအောင်မြင်မှုတွေနည်းသွားကြပြီပိုင်ဆိုင်မှုတွေရှားသွားကြပြီဆိုတဲ့အချိန်မှာစစ်မှန်တဲ့အနုပညာရှင်အတော်များများကြောင်အထိုးခံရပါတယ်နောက်လုံးမဲ့ပွဲတွေမှာနောက်နှစ်လုံးမဲ့အကယ်ဒမီပွဲတွေမှာဒီလိုအဖြစ်မျိုးတွေမဖြစ်စေချင်ပါဘူးနိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကစေတနာထားပြီးအားထည့်ပြီးကျင်းပပြုလုပ်ပေးနေတဲ့အကယ်ဒမီပေးပွဲလိုပွဲကြီးလမ်းကြီးမှာကိုယ်လုပ်ဖို့ကိုင်ဘက်တွေအချင်းချင်းဂယုမဆိုင်တဲ့အတွက်တန်ဖိုးမထားတဲ့အတွက်နေရာမပေးတဲ့အတွက်ဒီနှစ်မှာဆိုလို့ရှိရင်အနုပညာသမားအဟောင်းကြီးတွေအောင်မြင်မှုနည်းသွားပြီဖြစ်တဲ့အနုပညာသမားတွေစီကကြေကွဲတန်တွေရင်ဖွင့်တန်တွေအများကြီးကြားလာပါတယ်ဒါလေးကိုသက်ဆိုင်သူတွေသိစေခြင်းတဲ့အတွက်ကျွန်တော်တို့မောင်နှမကဒီဗီဒီယိုဖိုင်လေးကိုရိုက်ရခြင်းဖြစ်ပါတယ်အမအနေနဲ့လည်းဘာထက်ပြောချင်တာရှိပါလဲပြောပါခင်ဗျာနောက်နေ့ဒီဆိုရင်ဒီအကယ်ဒမီပေးဖို့တက်ဖို့သူမကြောက်လာမတက်ချက်တော့ဟိုဆက်လက်ဆက်တယ်လေလက်မကိစ္စဟာဟိုနောက်တိုးဆင်းရင်ဆိုတဲ့ဟာအမအနေနဲ့ရန်ဟိုခံစားတချင်တော့ဆိုလို့ရှိရင်အမဆိုရင်ဘာလို့ပွဲပါမမိုးနဲ့အမနဲ့ဦးစီးပြီးတော့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုစားပြုတဲ့အမတို့တွေရန်မုံငွေတွေရှာပေးခဲ့တာမှကမောင်ရဲ့အများကြီးပါနောက်ပြီးတော့လည်းတကြံတစ်ခေတ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲမမများအဖွဲ့အမ
ဂျာမန်ငွေလေးရှာပေးခဲ့ပါတယ်လှူခဲ့တန်းခဲ့ပါတယ်အများကြီးကို့အဖွဲ့အစည်းလေးနဲ့ပေါ့နော်အဲ့လိုလုပ်ခဲ့ပါတယ်ခုနောက်ပိုင်းအမအိုသွားလို့လားယင်အမပေခံ ဟိုသွားလို့မဟုတ်အမအောင်မြင်မှုတွေနဲသွားလို့အမပတ်စံမချမ်းသာလို့ မစင်ကောင်း အနုပညာကိုပဲကြည့်ပြီးတော့နေရာပေးတဲ့လူတွေကနဲသွားပြီအနုပညာတစ်ခုတည်းကိုပဲမကြည့်ကြတော့ဘူးအနုပညာသမားကိုပဲတန်ဖိုးထားတာမျိုးမဟုတ်တော့ဘဲနဲ့အပေါင်းတွေကိုကြည်လာကြတဲ့ခေရောက်လာတဲ့အခါကျတော့စစ်မှန်တဲ့လူပညာသမားတွေကနောက်ကိုရောက်သွားကြတာပါပဲအဲ့တော့အမအနေနဲ့အမအင်မတန်ချစ်မြတ်လို့တဲ့အနုပညာလောကမှာအင်မတန်မှပျော်စရာကောင်းတဲ့အကယ်ဒမီပေးပွဲကိုနောက်နှစ်မှလုပ်မယ်ဆိုရင်တက်ဖို့တော်တော်စဉ်းစားတော့မှာပေါ့မတက်တော့လားမတက်တော့ကြောက်သွားပြီဟုတ်ကဲ့ပါဒါကျွန်တော်အမအကယ်ဒမီခင်စိုးပန်ရဲ့အကယ်ဒမီပေးပွဲနဲ့ပတ်သက်တဲ့ရင်ဖွင့်စကားပါသူ့ရဲ့ရင်ထဲကထွက်လာတဲ့ပကတိစကားတွေပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မေ့လို့ဆို